ဒီဖြစ်ဖြစ်ကတော့ brother တယောက်ကပို့လာတဲ့အကြောင်းအရာလေးပါလွန်ခဲ့တဲ့2015-2016တုန်းကရှမ်းပြည်နယ်လာရှိုးနာမှာဖြစ်ခဲ့တာပါကျွန်တော်နဲ့ကျွန်တော်အဖေကရှမ်းပြည်ဘက်မှာကုန်းကားမောင်းတယ်အဖေကမောင်းကျွန်တော်ကစပယ်ယာလုပ်ပေါ့တရက်မှာတရုတ်တစ်ထေတယောက်ကတစ်ခိုးထုတ်ဖို့ရဆိုပြီးကျွန်တော်တို့ကားကိုငှားပါတယ်တစည်းကို340ရတယ်ဆိုတော့ကျွန်တော်တို့လည်းလိုက်မယ်ပေါ့ဒီလိုနဲ့ပဲတစ်တေတင်လာရှိုးကနေစထွက်တာပေါ့တစ်တင်တဲ့ကားတွေက10စီးလောက်တော့ရှိမယ်ရှမ်းပြည်ဘက်ကလမ်းဆိုတော့တောင်စင်းတောင်တက်တွေအရမ်းများတယ်ကားကလည်းတစ်တွေနဲ့ဆိုတော့ဂယုဆိုင်မောင်းရတာပေါ့အဲ့ဒီလိုနဲ့မောင်းနေရင်းနဲ့ကျွန်တော်တို့တစည်းကြော်ကားကစပြက်ပါလေရောညကလည်းမိုးချုပ်နေပြီဆိုတော့ခဏနားကြမယ်ပေါ့အဲ့မှာကားတွေအကုန်ရပ်ပြီးကားပြင်တဲ့လူတွေခေါ်ရတာပေါ့ဒီလိုနဲ့ပဲညဘက်ကားပေါ်မှာပဲအိတ်ဖြစ်ကြတယ်အဲ့မှာပဲညတန်းကောင်ကြော်လောက်မှာကျွန်တော်နိုးလာခဲ့တယ်ထူးထူးဆန်းဆန်းပဲရှေ့မှာကားမောင်းတန်တွေလူတန်တွေကြားနေရတယ်လူတန်တွေကကြားနေရပေမဲ့ဘာပြောမှန်းတဲတဲကွဲကွဲမသိဘူးကျွန်တော်လေအော်ကားပြန်နေကြတာနေမှာပါလေဆိုပြီးပြန်အိတ်လိုက်တယ်မနဲ့မိုးလင်းချိန်မှာအဲ့ကားဆရာကိုမေးကြည့်တော့မဟုတ်ပါဘူးတဲ့ကားပြင်တဲ့လူတွေကမနဲ့ခင်းမှပဲရောက်လာတာတဲ့အဲ့ချိန်မှာပဲလူကကြောင်သွားတယ်ဒါဆိုညကပါလဲပေါ့ကျွန်တော်ကြုံတွေ့တာကိုပြောပြလိုက်တော့အဲ့မှာပဲအဲ့ကားဆရာကအရှိနဲနဲလောက်မှာရှမ်းသားဖာနဲ့အောင်တစ်တွေတင်းလာတဲ့ကားကိုမောင်းပြီးအရှိန်မထိန်နိုင်ပဲဂျောက်သေးကျသွားခဲ့တယ်လို့သိလိုက်ရတယ်ဒါဆိုညကကျွန်တော်ကိုတရေ၆တာပေါ့လို့သိလိုက်ရတော့တယ်သူတို့မှောက်ပြီးနောက်တစ်ရက်မှာပဲတထေးရောက်လာပြီးတစ်တွေပြန်တဲသွားတယ်တဲ့လူတွေကိုတော့အဲ့နားမှာပဲမြေမြုပ်ခဲ့တယ်လို့သိရပါတယ်အဖြစ်ပြက်ကတော့အဲ့ဒါပါပဲကိုယ်တိုင်ကြုံတွေ့ကြရတဲ့အကြောင်းအရာတွေကိုလည်းလာပို့လို့ရပါတယ်ဗျာအကောင်းဆုံးပြန်လေတင်ဆက်ပေးပါမယ်